အသက်29နှစ်ကနေပြီးတော့အသက်46နှစ်ရဲ့ကြားမှာရှိတဲ့တနင်္ဂနွေသားသမီးတွေကိုကျွန်တော်ဒီကနေ့ဥတီပြီးတော့သူတို့ရဲ့စီဝါရေးသူတို့ရဲ့အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးကိုအနည်းငယ်ဆွေးနွေးသွားကြတာဖြစ်ပါတယ်ဆိုတော့အသက်29နှစ်ကနေပြီးတော့46နှစ်ရဲ့ကြားကာလကိုဖြတ်သန်းတဲ့အခါမှာတနင်္ဂနွေသားသမီးတွေဟာဗုဒ္ဓဟူးလို့ခေါ်တဲ့နော်ဥဝေအင်းဝစသဖြင့်နော်ဒါဓာတ်ရံပြီးသွားတဲ့အခါကျလို့ရှိရင်အိမ်တော်အတွင်းရံဘတ်ဆိုတဲ့ဂျိုမာအထူးသဖြင့်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဘုံမီလို့ခေါ်တဲ့နော်ဒါဂျိုမာသွားပြီးတော့ဂျိုးစားနေတဲ့အချိန်ကာလမျိုးဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အမြင်ရကတော့ဖြင့်တနင်္ဂနွေသားသမီးတွေဟာအသက်29နှစ်ကနေပြီးတော့46နှစ်ရဲ့ဂျာကာလမှာလုပ်ငန်းကိန်းတွေနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်အများစုကကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုသာလင်းစွန့်စားနဲ့တတ္တိရှိတာလုပ်နိုင်မယ်ဆိုရင်မုတ်ချအောင်မြင်တယ်ဆိုတဲ့ကာလမျိုးဖြစ်တယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ်။သူများတွေဘလို့ပဲပြောမယ်ဆိုလို့ရှိရင်ဒါဘုံမိကြတဲ့ကာလတွေလို့ဘလောက်ပဲပြောပါစေကျွန်တော်တို့အယူအဆအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဖြင့်တနင်္ဂနွေသားသမီးတွေဟာအသက်29နှစ်ကနေပြီးတော့46နှစ်ရဲ့ဂျာကာလမှာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုသာလေတတ္တိရှိနဲ့စွန့်စားနဲ့ဒီဇိုင်းမှတ်နဲ့ကြိုးစားအားထုတ်လိုက်မယ်ဆိုရင်လုပ်ငန်းရှင်ဖြစ်လာဖို့ရာခိုင်နှုန်းအများဆုံးသောကာလတွေဆိုတာကိုသွားပြီးတော့တွေ့ရတယ်။တနင်္ဂနွေသားသမီးတွေဟာ29နှစ်ကနေ46နှစ်ရဲ့ဂျာကာလထဲမှာဆိုလို့ရှိရင်များသောအားဖြင့်ဝန်ထမ်းလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့သိပြီးတော့အကျိုးပေးမလာတော့ဘူး။ပြီးတော့တဲ့အခါကျလို့ရှိရင်ဆွေမျိုးညီကိုမောင်နှမတွေရဲ့ပြောမှဆိုလို့ရှိရင်ကြောက်ကစပေးမှုတွေအထူးသဖြင့်ဆွေမျိုးညီကိုမောင်နှမတွေကိုပြန်လည်ငဲ့တွက်ရတဲ့ကိစ္စမျိုးတွေဆွေမျိုးညီကိုမောင်နှမတွေရဲ့ပြောမှဆိုလို့ရှိရင်သူတို့အတွက်ထမ်းဆောင်ရတဲ့တာဝန်တွေဝတ္တရားတွေနဲ့အတူတူမှထိုကာလမျိုးကိုရောက်တဲ့အခါကျလို့ရှိရင်ဘာတွေပို့ပြီးတော့ဖြစ်တယ်လဲဆိုတဲ့အခါကျတော့တနင်္ဂနွေသားသမီးတွေက29နှစ်ကနေပြီးတော့46နှစ်ရဲ့ဂျာကာလထဲမှာကိုယ့်ရဲ့ညီကိုမောင်နှမတွေထဲမှာတနင်္ဂနွေတို့ကြာသာပတိတို့တနင်္လာတို့ပါလာတယ်ဆိုရင်ထိုပုဂ္ဂိုလ်တွေအတွက်စိတ်ဆင်းရဲမှုတွေအင်မတန်ကြုံရတတ်တယ်အဲ့ဒါတနင်္ဂနွေသားသမီးတွေအနေနဲ့29နှစ်ကနေပြီးတော့46နှစ်ရဲ့ဂျာကာလတွေကိုရောက်တဲ့အခါမှာတနင်္ဂနွေတို့ကြာသာပတိတို့တနင်္လာတို့ဟာပြောမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်မိတ်ဆွေကောင်းဆရာသမားကောင်းတွေအဖြစ်နဲ့ပေါင်းသင်းရင်သာအစဉ်ပြေတာဖြစ်ပြီးတော့ညီကိုမောင်နှမတွေအဖြစ်နဲ့သွားမယ်ဆိုရင်ဝန်တို့ဝန်ပိုးတွေတားဖြစ်ဖို့ရာခိုင်နှုန်းအင်မတန်မှကိုများတယ်ဆိုတာကိုသွားပြီးတော့တွေ့ရတာဖြစ်တဲ့အတွက်ကြောင့်သတိထားဖို့လိုပါတယ်ပြီးတော့တဲ့အခါကျလို့ရှိရင်တနင်္ဂနွေသမီးတွေဆိုတဲ့အခါကျရင်29နှစ်ကနေ46နှစ်ရဲ့ကြားမှာယောက်ျားဖြစ်တဲ့ပုဂ္ဂိုလ်အတွက်နဲ့သို့မဟုတ်ညီကိုမောင်နှမအတွက်နဲ့တော်တော်လေးစိတ်အနှောက်အယှက်ကြုံရတဲ့ဆုံရတဲ့ကာလမျိုးဖြစ်တဲ့အတွက်ကြောင့်သတိထားဖို့လိုအပ်ပါတယ်။တခါနောက်တစ်ချက်ကဘာလဲဆိုတဲ့အခါကျတော့တနင်္ဂနွေသားသမီးတွေဟာအသက်29နှစ်ကနေပြီးတော့46နှစ်ရဲ့ဂျာကာလထဲမှာဆိုလို့ရှိရင်ကတိကအောင်များတဲ့ကိစ္စကိုပြောပါဆိုရင်လုပ်ငန်းတွေအစတရစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အကုန်လုံးအဆင်ပြေတဲ့အချိန်မှာအိမ်တော်ကြီးမှာသွားပြီးတော့ကြောက်ကစဖြစ်ဖို့ရာခိုင်နှုန်းအင်မတန်မှကိုများတယ်ဆိုတာကိုသွားပြီးတော့တွေ့ရတာဖြစ်တဲ့ကြောင့်တစ်ချက်သတိထားဖို့အထူးလိုပါတယ်ဆိုတော့လုပ်ငန်းပိုင်းဆိုင်ရာတွေမှာအောင်မြင်ကြီးပွားချမ်းသာတဲ့ပုံကိုယ်တွေဖြစ်လာမယ်အိမ်တော်ကြီးမှာကတိကောက်သွားပြီးတော့ဖြစ်မယ်ဆိုတဲ့အတွက်ကြောင့်မို့လို့တနင်္ဂနွေနေ့မှာမွေးဖွားလာတဲ့တနင်္ဂနွေသားသမီးတွေဟာအသက်29နှစ်ကနေ46နှစ်ရဲ့ကြားမှာအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စကိုသတိထားပါအဲ့ဒီအထက်ကမှတနင်္ဂနွေသမီးတွေဆိုတဲ့အခါကြလို့ရှိရင်ကိုယ့်တဲ့အသက်အရွယ်ကြီးတဲ့ဂျာသာပရိသားတို့တနင်္ဂနွေသားတို့နဲ့အိမ်တော်ကြမယ်ဆိုရင်အဆင်ပြေမယ်တနင်္ဂနွေသားတွေဆိုတဲ့အခါကြလို့ရှိရင်တော့ဖြင့်မိမိတို့ရဲ့အနေနဲ့စနေသမီးတို့ပြီးသွားတဲ့အခါကြလို့ရှိရင်အင်္ဂါသမီးတို့တောက်ကြသမီးတို့နဲ့ကိုယ့်တက်ငယ်တဲ့ပုဂ္ဂိုလ်နဲ့ကြုံမယ်ဆုံမယ်ဆိုရင်အဆင်ပြေမယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ်အဲ့တော့ပြန်ပြီးတော့ချုပ်ကြည့်မယ်ဆိုတဲ့အခါကြလို့ရှိရင်မူလမွေးပွားတဲ့ဇာတာတွေဟာတော်တော်များများအရေးပါမှဖြစ်ပြီးတော့လောလောဆယ်သဘောတဘာဝအရာဆို29နှစ်ကနေ46နှစ်ရဲ့ကြားမှာတနင်္ဂနွေသားသမီးတွေကလုပ်ငန်းရှင်ဖြစ်ဖို့ရာခိုင်နှုန်းအများဆုံးသောပုံကိုယ်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုစွမ်းစားတမန်နဲ့ဒီဇိုင်းမမတ်နဲ့စူးစမ်းအားထုတ်ဖို့လိုအပ်ပါတယ်စွန့်စားနဲ့တကယ်ကိုစွန့်စားရဲတဲ့တတ္တိနဲ့စူးစမ်းအားထုတ်မယ်ဆိုရင်အိမ်ပိုင်းခြံပိုင်းမြေပိုင်းတွေလုပ်ငန်းပိုင်တွေဖြစ်လာဖို့ရာခိုင်နှုန်းဟာအဲ့ဒီကာလတွေထဲမှာဆိုရင်80ရာခိုင်နှုန်းတွေရှိတာဖြစ်တဲ့အတွက်ကြောင့်မို့စူးစမ်းအားထုတ်ဖို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်ဗျ